ကျွန်တော်တို့ဘာမှပကြီးဖွဲ့နော်ဝေနိုင်ငံတောင်ပိုင်းဖရိုလန်းမြို့လေးမှာရောက်ရှိနေပါတယ်ဒီမြို့ကိုရောက်လာရတဲ့အဓိကရည်ရွယ်ချက်ကဒေါ်အောင်ဆန်းစုကြည်ပန်းခြံကိုလေ့လာဖို့ဖြစ်ပါတယ်ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကိုလိုက်ပို့ပြီးတဲ့မြို့ကန်ချင်းလူမျိုးကိုကျော်မန်းကဖရိုလန်းမြို့လေးကြောင်းရှင်းပြပေးပါတယ်ဟုတ်တယ်အခုဒါကျွန်တော်ဖရိုလန်းမြို့ပေါ့နော်ကျွန်တော်တို့လူကြီး6000လောက်ရှိတယ်ဒီမြို့မှာဒါကလူကြီး6000ရှိတဲ့မြို့ကလေးမှာကျွန်တော်တို့ကလေးလူကြီးရောက်100လောက်ရှိတယ်လေရပြီးတော့သူတို့ဒီကိုစရောက်လာတဲ့အချိန်တုန်းကဒေသခံတွေရဲ့ယုံကြည်မှုရအောင်စူးစမ်းခဲ့ရပုံကိုလည်းသူကပြောပြပါတယ်2003မှာကျွန်တော်ဒီမှာရောက်တဲ့အချိန်မှာဘယ်သူမှမရှိသေးဘူးဟုတ်မြန်မာလူမျိုးပေါ့နော်ဟုတ်ဆိုတော့နိုင်ငံခြားသားလည်းမကြိုက်ကြဘူးဒီမျိုးပါလေဆိုတော့ဖြည်းချင်းနဲ့ကျွန်တော်တို့ဒီintegration bank ကိုကျွန်တော်တို့ဥစားပေးတယ်ဟုတ်ကျွန်တော်တို့ဥမာဘာသာစကားသိတယ်ဟုတ်သူရဲ့နဲ့ခင်မင်အောင်လုပ်တယ်အလုပ်တွေဘာတွေလိုက်ရှာတယ်လိုအပ်ပြီးအလုပ်တွေလိုက်သွားတယ်ဆိုဖြည်းဖြည်းချင်းနဲ့ကျွန်တော်တို့မြန်မာလူမျိုးတွေကိုသူတို့သိလာတာပေါ့ဟုတ်ဆိုတော့တခြားနိုင်ငံခြားသားတွေနဲ့မတူဘူးဆိုပြီးသူတို့ပြောတယ်လေဆိုတော့အဲ့ဒါကြောင့်ကျွန်တော်တို့မြန်မာတွေကနာမည်ကောင်းရတယ်ဒီမှာဆိုတော့အကုန်လုံးနောက်ပိုင်းမှာဆိုရင်အလုပ်တွေအကုန်လုံးရကြတယ်ဟုတ်မြကမ်းဘေးမှာရှိတဲ့ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကိုရောက်လာပါပြီပန်းခြံရောက်ပြီးဆိုရင်ဒီတစ်ခါတည်းကျွန်တော်ဒီဒါမျိုးစပန်းချန်ကျွန်တော်တို့ရောက်ပြီလာပါတဲ့ပန်းခြံရဲ့ခင်းကျင်းတွေကိုလိုက်ပြပြီးတော့ဒီပန်းခြံတီထောင်ရတဲ့ရည်ရွယ်ချက်ကိုကျော်မန်းကရှင်းပြပါတယ်အတိအကျကတော့ကျွန်တော်တို့ခုနအမြင့်စုလွတ်မြောက်ရေးအတွက်လှုပ်ရှားကြတာပဲနော်ဒီတရားတော့ local တွေနဲ့အတူတူကျွန်တော်တို့အမြင့်စုလွတ်မြောက်ရေးအတွက်ကျွန်တော်တို့လုပ်တယ်တခုခုလုပ်ပေးခြင်းနဲ့စိတ်ရှိတယ်သူနဲ့ပတ်သက်ပြီးတော့မှအဲ့ဒါပြီးရင်အခုသူ့ရဲ့အထိမ်းမှကျွန်တော်တို့ဒီမှာထားမယ်ပြီးဒီမှာကျွန်တော်တို့အမြဲတမ်းနော်လာနော်တာရီအခုနကဒီမြန်မာပြည်ပုံနဲ့ကျွန်တော်တို့လုပ်ထားတာဟာဆိုရင်လေမြန်မာပြည်မရောက်ဘူးတဲ့မြန်မာပြည်ကလေးတွေပေါ့နော်သူတို့ကလည်းဒီချင်းကချင်းတိုင်းသားတွေဒေသတွေဒီမှာကစားရင်အမှန်က playground လောက်တာလေကစားရင်နဲ့ဒီမှာတင်ပေးဖို့သူတမိုင်းကိုတင်ပေးဖို့ဖြစ်တယ်ပြီးခုနလိုမြန်မာပြည်လွတ်မြောက်ဖို့လှုပ်ရှားမှုကိုကျွန်တော်တို့အဓိကလှုပ်ရှားခဲ့ကြရင်နဲ့ပန်းချံဖြစ်လာတာစစ်အုပ်စုကဖမ်းဆီးထားတဲ့ဒေါ်ဆန်းစုကြည်ကိုကျမ်းမာရေးကူးဆိုင်ဖို့လဲသတင်းစကားပါခဲ့ပါသေးတယ်တခွန်းထဲပြောမယ်ဆိုတော့လူထုခေါင်းဆောင်အမီစုကိုဖမ်းချုပ်ထားတယ်ဆိုတာကတိုင်းပြည်ချုံနှောင်မှုတစ်ခုဖြစ်တယ်လေအမီစုကိုမလွတ်တရွေကတိုင်းပြည်ပဲတော့မှပဲနီးနဲ့မှလွတ်မြောက်မှာမဟုတ်ဘူးတည်င်းရောက်အောင်ပို့နိုင်မယ်ဆိုရင်တော့ကျမ်းမာအောင်ပဲเนาะဒီပေးကျမ်းမာရေးကူးဆိုင်ပေးပါအမီစုတယောက်တည်းမဟုတ်ဘူးเนาะအမီစုကိုရဲ့ဥဆောင်မှုမှာတပြည်လုံးရှိပါတယ်လို့အဲ့လိုပြောချင်တယ်သူတို့တီထောင်ထားတဲ့ဒေါ်အောင်ဆန်းစုကြည်ပန်းခြံကိုလာလဲကြဖို့လဲကြပြလေးတစ်ပုဒ်နဲ့ဖိတ်ခေါ်ထားပါတယ်ဒီအားလုံးတွေးတဲ့အတိုင်းပဲဒီအမေစုပန်းချံကတိတ်တာရလှပါတယ်ဆိုသူရဲ့ကွန်ပူတီကိုနှိုင်းထားတဲ့ကျွန်တော်တို့ဒီပန်းချံကိုစာလီနေနဲ့ဖွဲ့ပြီးကျွန်တော်ပြောပြပြီးတော့မှဖိတ်ခေါ်ခြင်းနဲ့အဲ့ဒါကတော့ဒီမိုကရေစီနေချီဖြာကြခါစားစိမ့်လေလေကန်တရာရေကြီးပြလှိုင်းထကမိုင်းပြပြတောင်ဆွဲတိုင်းတူနိုင်မဲ့သူမြတ်တာအမီစုကွန်ပျူတာဒီပန်းချံလာလေပါယာတီမရွေးနှွေးထွေးစီတာဆိုတော့အလုံးကိုဖိတ်ခေါ်ပါတယ်လို့